จริงๆဆိုင်ကဖက်ဖက်ရဲ့ဝယ်ပြီးစိုက်လိုက်တာဟူးလာမလာမလေးဖက်ဖက်ရဲ့အရန်ဈေးကြီးတာဟုတ်တယ်ဝယ်ပြီးမှစိုက်လိုက်တော့ဒီနှစ်နွေရာသီကတော့ဒါကောင်းစားလို့ရပြီဝန်တာလိုက်တာပချင်းဟင်းချန်တာဖက်ဖက်ရဲ့မရှိလို့မရအောင်ဖက်ဖက်ရဲ့ပင်စင်းရဲ့ရှိရတယ်ဒါကတော့အတူမြက်ပြန်နေသူတော့ပွင့်လာပြီဝန်တာရောစိတ်ချမ်းသာရောအခုတော့ငါချောင်းနဲ့ညုတ်တီးထောင်းစားမှာငါချောင်းနဲ့ဖက်ဖက်ရွက်နဲ့ညုတ်တီးထောင်းစားမယ်ညုတ်တီးထောင်းစားမယ်ရမ်းကြိုက်ရမ်းများထင်လဲအရန်ဥစ္စာဖြစ်တယ်ရမ်းများထက်ဆရာလည်းမလို့ဒီလိုလည်းဆိုရပြီကြည်စမ်းငါရဒါကငါရကောက်ပြန်ပေါင်းပေါ်ချက်သွန်မိတ်ပြောရမလားပါပြောရမလဲမြပြင်းတယ်ကားဒီနှစ်ပတ်လောက်မလာလိုက်တာနဲ့ကိုမြပြင်းတယ်တော့အများသွားကြည့်ပါဖက်ဖက်ရနေရန်တူတယ်ဒါမဲ့သူဖက်ဖက်ရမဟုတ်ဘူးမြပြင်းမုံညင်ဟိရဲ့ချက်စားမယ်မုံညင်ဟိရဲ့ချက်စားမယ်ကျစားဒီမှာအဲ့ဒီ online ကနေကလာနန်ဆိုပြီးမှဝယ်ပြီးစိုက်တာဒီပါရီထွက်လာလည်းမသိဘူးမြက်ပြင်းတယ်လားပါရီမောင်းကိုမသိဘူးရှော့ဝယ်ပြီးစိုက်တာပေါ့ပါရီလည်းမသိဘူးသူကပါရီငေါပါရီထည့်ပေးလိုက်တာလားသူတို့ထည့်ပေးတဲ့ဟာစိုက်လိုက်တာနားဝင်မလဲသုံးမျိုးဝယ်တာကြည်စံဒါကမြက်ပြင်းပဲနေမှာပေါ့အခုမှထွက်တာတမပါရီလည်းမသိထွက်လာဒါရမြက်ပြန်လေငါမှဒါတွေထွက်ပြီးဆိုပြီးမှဝမ်းတာနေတာငါယောက်ျားတပ်ပုံတွေရိုက်ပို့တော့ထွက်ရအများကြီးထွက်လာပြီတော့ပြီးဟုတ်မလဲသူထွက်တာဒါတွေပဲနေမှာပေါ့ဒါမှမဟုတ်တာကြည်ဒါရပါရီလည်းမသိငါစိုက်တဲ့ဟာတွေထွက်လာတာလားမသိတော့ဘူးနည်းနည်းကြီးမှပဲမြပြင်လားစားပြင်လားကြည့်ပြီးမှတော့ဆွင်းတော့ဟိုတက်လေးရတဲ့အပြင်ပဲနေမှာပေါ့မြုပ်တီးရောအများကြီးထွက်လာပြီမြုပ်တီးတယ်ငရုတ်တီးအများကြီးထွက်လာတော့ပေးရနည်းနည်းဒီရုပ်တီးပြောင်းဆိုင်ပြီးရင်တော့ဒီမှာပေးရအပြပြန်ဆက်လိုက်မှာဒီညမှာလည်းကြည့်အရန်စိမ့်ပြီးမှစိုက်ထားတဲ့ဟာကောင်းတယ်လို့မထင်နဲ့နန်ပြင်းစိုက်တာကိုမြပြင်းတွေကြီးပဲအကုန်လုံးဒါမြပြင်းတွေကြီးပဲနေပါစေအောင်သမင်းစားပြီးမှလာ弄ပါသမင်းရင်သွားစားလိုက်အရန်တီးနေပြီခုတော့ပွင့်ကနေနန်စစ်ယူမလို့မျိုးယူမယ်ပြီးတော့ကချင်ဟင်းချက်ရင်ဒီကောင်ထဲရမှာပါရီမမ်တင်ငါရဲ့ချန်နားကိုမလေတော့ဘလို့လို့ကောင်းမုံစိုက်စားရမှာမသိဘူးတချန်လုံးနဲ့နံပြင်းခူးနှုတ်လိုက်မယ်ဆိုရင်လဲလမျောရင်းတဲ့ထိဆောင်အောင်မယ်ဆိုပြီးဆောင်နေတာဟိုဘာမှစိုက်စားလို့မရဘူးရင်းကတော့နည်းနည်းရတယ်Okay.